ကျန်တဲ့သူတွေရဲ့တိုက်ခိုက်မှုတဲ့ဒီအဖွဲ့ထဲမှာရှိသောသူများရဲ့ဟိုလူဖန်ဒီလူဖန်သူတို့လူပဲသူတို့ဟာမှသူတို့ဟာမှသူတို့ဆိုတဲ့အရာတွေအဲ့အချင်းချင်းတိုက်နေကြဇာတ်တင်ကိုဖြစ်စီးနေဒီအဖွဲ့ကိုဖြစ်စီးနေဒီအဖွဲ့ကိုအားပေးနေတာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့သိပြီးတော့ဓမ္မတာဒီတယောက်တည်းကိုပဲဒီတယောက်တည်းဆိုအဲ့တယောက်ခေါ်ထားထုတ်သွားတသက်လုံးတာခင်ဗျားတို့သမင်းကျွေးနေလိုက်တော့ခေါ်ထုတ်သွားလိုက်ဒီဘွဲမှာလည်းထားမနေနဲ့ဟုတ်ပြီနော်နောက်အတိတ်ပေါ်လည်းခြေလေးပြန်ထည့်လို့ရတယ်ဟုတ်ပြီဒါဆိုအဓိကကတကယ်အစစ်မှန်အားပေးတဲ့ပရိသတ်အတွက်ကိုအကောင်းဆုံးနေချပြဖို့အားလုံးဒီရည်ရွယ်ချက်ကောင်းကောင်းနဲ့အကောင်းဆုံးအလုပ်တွေကိုလုပ်နေတယ်အဲ့တော့ခင်ဗျားတို့ကနေပြီးတော့ဝင်ဆရာလုပ်တိုင်းလေလိုက်နာလိုက်မယ်မထင်နဲ့အဲ့ဒီမှာတကယ်ပရိသတ်အစစ်အမှန်တကယ်တစ်ဖွဲ့လုံးကိုချစ်တဲ့ပရိသတ်ချန်နေလိမ့်မယ်အဲတူတယောက်တည်းမှာတူတယောက်တည်းဓမ္မတာဒီလူဒီလူနေရာကိုဝင်လာမှာဘလို့ဒီလူနေရာမြန်ဝင်ပြီးတော့နေရာလူမလားဒီလူနေရာကိုဝင်ပြီးတော့မြန်သူတို့ကနေရာဝင်ယူမှာလားအဲ့လိုမျိုးမှဒီတူမှဒီတူဓမ္မတာဆိုတဲ့သူတွေအဲ့ဒီတူတယောက်တည်းကိုတော့ခေါ်ထုတ်သွားလိုက်ဒီဖွဲ့တွေကတော့ခေါ်ထုတ်သွားလိုက်ခင်ဗျားတို့လှုပ်ခိုင်းတယ်လို့လှုပ်လိုက်မယ်လို့တော့မထင်နဲ့ဟုတ်တယ်နော်ဘာမှမဟုတ်ဘူးအချင်းချင်းအဖွဲ့သားချင်းချစ်ကြည်ပြပြအောင်အဖွဲ့သားချင်းရန်လှည့်တိုက်တဲမှာဘာမှမဖြစ်ဘူးဒီလူတွေဒီတစ်နှစ်တဝါတစ်နှစ်ပတ်လုံးတူလမ်းလျှောက်တူသွားနေကြတာအဲ့ဒါခမားတို့ကအဲ့လိုမဟုတ်ဘူးတခါလေအဲ့လူအချင်းချင်းကိုပြဿနာတက်အောင်အဲ့လူအချင်းချင်းဆက်ဆံရေးပြတ်သွားပြအောင်အဲ့လူအချင်းချင်းအဖွဲ့ထဲမှာတယောက်နဲ့တယောက်အစင်မပြေအောင်လိုက်လုပ်တယ်အဲ့တော့ live လွှင့်ပေးတယ်ဆရာဝေယပရိသတ်တွေလာအားပေးတာပေါ့ဟိုတွေ့နေတယ်ဟိုလူကတော့ဟိုလူကိုပါပြန်ပြီဟိုလူခေါ်ပြန်ပြီဒီလူခေါ်ပြန်ပြီဟိုလူဟိုနုပညာတွေတော့ဘာလို့တိုးခေါ်တာလဲဒီနုပညာတွေကဘာဖြစ်တယ်ငါတို့ကဒီလူအားပေးတာဟိုလူအားပေးတာteam တစ်ခုအလုပ်တစ်ခုမှာအားလုံးဒီမင်းသားတယောက်တည်းကလို့မဖြစ်နိုင်တယ်လို့မင်းသားမပဘဲနဲ့လေ channel crew အားလုံးကလို့မဖြစ်နိုင်ဟုတ်ပြီနော်အဲ့တော့နေရာတကာမှာဗျာအရန်ဆိုးမိုးလွန်အားကြီးတယ်အရန်ဝင်ပါလွန်အားကြီးတယ်ကြည့်နေတာအရန်ဆိုးမိုးတာကိုယ်နဲ့ဆိုင်တာရောကိုယ်နဲ့မဆိုင်တာရောပြောဟာလားမင်းသားနဲ့တွေ့ကမဲ့အမှုပညာရှင်တယောက်ကိုမင်းသားအနေနဲ့သူနဲ့လှုပ်ဖို့chemistry မိရဲဆိုလို့ရှိရင်ဒီအမှုပညာတွေကိုလက်တွေ့ပူပေါင်းရမှာပဲလေဒါကမကောင်းတဲ့အလုပ်လုပ်နေတာမဟုတ်ဘူးအဲ့တော့တခါတလေကြည်နေပြောကျင်စိတ်ကိုကုန်ခန်းစီတယ်ပေါ့နော်ဘာလို့နေရာကစိုးမိုးချင်ကြတာလဲပေါ့လိုအပ်လို့ခေါ်တယ်ဒီတဲ့လူမတိုးပါနဲ့တော့လို့ဒီလူကိုပဲဒီလူနဲ့ပဲကပါလို့အဲ့ဒီလူမပါတော်ပါပြီလို့မအားပေးနဲ့အဲ့ဒါမျိုးကြတော့မအားပေးနဲ့ငိမ့်ကလေးတက်တာလိုက်မအားပေးနဲ့အဲ့လိုလူတွေကတိတ်နှောက်ရှက်တယ်ဗျာတလား
လိုင်းပေါ်မှာတန်းရှင်းရှာတအားနှောက်ယှက်ပြောချင်ရာတွေပြောဆိုချင်ရာတွေဆိုသူကအောင်စဘူး team တစ်ဖွဲ့လုံးအားပေးရမရောက်တော့ဘူးအဲ့တူတယောက်သေးပေါ်မှာပဲသူမှသူနောက်ဆုံးအဲ့လူကိုဒီအောင်ဟိုမင်းသားနဲ့သူ့အဖွဲ့သားနဲ့ကဘာမှမဖြစ်ဘူးအဖွဲ့သူအဖွဲ့သားနဲ့ဘာမှမဖြစ်ဘူးအဲ့တော့သူအဖွဲ့သူအဲ့အဖွဲ့သူအဖွဲ့သားတယောက်ကိုအားပေးနေတော့ဖန်ကမင်းသားကတော့သူအမှုပညာတွေကိုဘာလုပ်လိုက်တာဒါမျိုးကဘာဖြစ်တာလဲညာဖြစ်တော့ကြည်ဒုက္ခပဲတော်ဆိုးတယ်နောက်ပြီးတော့နေရာတကာမှာဟိုဖျားရောက်တဲ့စနစ်တွေလည်းအကောင်းဆုံးဖြစ်အောင်တကူပြီးတကူစဉ်းစားနေအတွေ့အကြုံပေါင်းနှစ်ပေါင်း30ကျော်ပြီနော်ကိုတရားကြီးကိုစွတ်ပြောနေကြတယ်အကောင်းဆုံးဖြစ်အောင်လုပ်ပေးနေတာတဲ့လားကိုတိကိုတက်ကိုဆရာကြီးတွေကြီးပဲလှုပ်နေတာတိတ်အဆင်မပြေဘူးနောက်ဆုံးဘလော့ပလိုက်တယ်ဗျာပြီးရောမမြင်ချင်တော့ဘလော့ပလိုက်တယ်ကိုနဲ့အစင်မပြေတော့သူဆိုလို့ရှိရင်ကိုနဲ့အစင်မပြေဘူးဒီလူကကိုနဲ့အစင်မပြေneglect လုပ်ပလိုက်ဗျာ neglect လုပ်တယ်ဆိုတာ delete လုပ်တာတဲ့ကိုဆိုတယ်လုံးဝဥပိ္ပခါပြုတ်ပလိုက်ပြီးပြီလေအခုဟာကတခါလေးကိုမှပဲအရန်ကိုစိုးမိုးခြင်းလားအရန်ကိုနောက်ဆုံးအောင်စဘူးဒီသူတို့ပြောတဲ့အတိုင်းပဲလိုက်လုပ်ပေးရမလို့ပြောသေးတာပြိတ္တကိုမစော်ကားနဲ့ဈေးတဲ့ဈေးဝယ်နဲ့ပြောဟိုင်း customer is customer right ပဲသူတို့မှန်ပဲပြိတ္တကိုမစော်ကားနဲ့ဒါမဲ့သူတို့ပြောတဲ့အတိုင်းလုပ်ဘလောက်နားလည်နေလို့လဲဘလောက်နားလည်နေလို့လဲစသဖြင့်တခုမှာတူတယောက်တည်းကောင်းလို့မရဘူးတူတယောက်သေးကနေပြီးတော့ခြုံထွက်နေလို့လည်းအဆင်မပြေဘူးအားလုံးဒီတင်းွက်မိနေမှအဆင်ပြေမှာနော်ဟိုလူပိုင်တော့အဆင်မပြေဘူးဒီလူပိုင်တော့မကြည့်ဘူးဟိုလူပိုင်မကြည့်နဲ့ဗျာရှင်းတယ်ဟိုလူပါလို့မကြည့်နဲ့တော့အဲ့လိုလိုက်ညောင်နေတဲ့သူ10ယောက်ထက်အရာပေါ်မှာအစင်တန်းရှိနဲ့အစစ်မှန်အားပေးတဲ့သူတယောက်ဟာအရန်တမှုကြီးအဲ့လိုတယောက်တည်းရှိအဲ့လိုတယောက်တည်းဒီကိုစိတ်ချမ်းသာနဲ့အမှုပညာကိုအများကြီးချပြလို့ရတယ်အခုကဒီပါလေးလားဟုတ်ကြုံလဲနိုင်ငံတော်ကလပ်တွေပါမကြုံဘူးဟိုလူတော့မခေါ်နဲ့ဒီလူပိုင်တော့မကြည့်ဘူးဟိုလူပိုင်တော့ဘာဖြစ်တယ်လို့ညာဖြစ်တယ်ဟုတ်ရတယ်လှုပ်နေတာပါအမှုပညာလှုပ်နေတာအားလုံးကိုကောင်းတဲ့ထက်ကောင်းအောင်လှုပ်နေတာကောင်းတဲ့ကောင်းအောင်ချပြဖို့အကောင်းဆုံးတွေကိုစဉ်းစားနေတာမနက်ပိုင်းနေကြတယ်ကိုဆယ်နိုင်9နိုင်အခုကရှစ်ဘက်ကူလောက်လာတယ်ရှစ်ဘက်ကူလောက်လာသူများဖွဲ့ဒီပေါ့နော်အဲ့လိုကျန်တဲ့သူတွေရဲ့တိုက်ခိုက်မှုတဲ့ဒီအဖွဲ့ထဲမှာရှိတော်သူများရဲ့ဟိုလူဖန်ဒီလူဖန်သူတို့လူပဲသူတို့ဟာမှသူတို့ဟာမှသူတို့ဆိုတဲ့အရာတွေအဲ့အချင်းချင်းတိုက်နေတယ်ဇာတ်တပင်ကိုဖြစ်စီးနေဒီအဖွဲ့ကိုဖြစ်စီးနေဒီအဖွဲ့ကိုအားပေးနေတာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့တိတ်ပြီးတော့ဓမ္မတာဒီတယောက်တည်းကိုပဲဒီတယောက်တည်းဆိုအဲ့တယောက်ခေါ်ထားထုတ်ပါတသက်လုံးတာခင်ဗျားတို့ခမင်းကျွေးနေလိုက်တော့ဟုတ်ပြီနော်နောက်တစ်ချက်ကနီးယားတကာ
ဝင်ပြီးတော့ရှာကြီးတိတ်မလုံးနဲ့အဲ့တော့ပြောနေရတာကအခုကဘာဖြစ်နေလဲဆိုတော့တကယ်နားလေတဲ့သူတွေကိုပါတကယ်အားပေးတဲ့အစစ်မှန်တွေကိုပါစူရတယ်လို့ဖြစ်နေတယ်အဲ့တော့အမပေးချင်ရှာပါလေမနေဘူးဒါပေမဲ့အားပေးတယ်ဆိုရင်လေအားပေးရရောက်အောင်အားပေးပါအဖွဲ့ကိုမဖြတ်စည်းပါနဲ့ဗျာအဖွဲ့သူအဖွဲ့သားအားလုံးချစ်ကြည်မှုကိုအဘေးကနေပြီးတော့ပြောနေတဲ့စကားတခွန်းချောက်မထိကြိုက်စေခြင်းအဲ့ဒါကအောင်စပူဇက်ကိုအားပေးနေတာမဟုတ်ဘူးဖြက်စီးနေတာမမီမှာပေါ့ we love ဂျာကြီး fan မလုံးနဲ့ဆိုတာအဲ့ဒါကြီးပဲနော်လာမစိုးမိုးနဲ့စိုးမိုးလို့မရဘူးဘယ်သူ့မှမစော်ကားဘူးဗျာအကောင်းဆုံးဖြစ်အောင်စက်တပင်မှာစီစဉ်ဆောင်ရွက်ပေးနေတယ်အကောင်းဆုံးစီစဉ်ဆောင်ရွက်ပေးနေလေလွင်ပြီးတော့ဒီမှာနေရာတကာဝင်ပါတော်သူတွေကရှိကိုရှိတာအဲ့တော့ကျွန်တော်တို့အဖွဲ့ဒီပြည်သက်ကိုစေတနာထားပြီးတော့အကောင်းဆုံးနေနဲ့အကောင်းဆုံးဖြစ်အောင်တစ်နှစ်စီစဉ်ဆောင်ရွက်နေပါတယ်ပြည်သက်ကိုစေတနာထားနေပါတယ်အကောင်းဆုံးနေလှုပ်ဆောင်နေပါတယ်အဲ့ဒီအပေါ်မှာလေစေတနာကိုနားမလေခြင်းနေပါအဖွဲ့အစည်းကိုတော့ဖြက်လို့ဖြက်စီးမညှောင်ကြပါနဲ့လို့ပြောချင်တယ်